How can I get the most out of my test prep sessions? GD လို့ standardized test တစ်ခုဖြည့်ပြီး SAT လို့ test တစ်ခုဖြည့်ပြီးဆိုလို့ရှိရင်အဓိကလောက်ရမယ့်တော့က prep session စေပြီးထားဖို့ပေါ့နော်။ဒီချိန်မှာစကြည့်မယ်။ဒီချိန်မှာသင်ခဲ့ပြီးသားသင်ခန်းစာတွေအကုန်လုံးနှွှဲမယ်။နောက်တဖြည်းဖြည်းနဲ့ချိန်ကြာလာပြီးတော့သင်ခန်းစာတွေတဖြည်းဖြည်းပြတ်လာတဲ့အခါကျတော့ revision လုပ်ရတဲ့အချိန်ကိုရောက်လာတဲ့အခါမှာ practice တွေစလာပြီပေါ့နော်။အဲ့လိုချိန်မျိုးမှာလည်းဒီနေ့ညဒီချိန်မှာငါဒီ practice test တစ်ခုဖြည့်မယ်။အဲ့လိုမျိုးကို section စေပြီးတည်တံ့ထားပြီးတော့မှလုပ်ကြရတယ်ပေါ့နော်။အဲ့လိုလုပ်တဲ့အခါကျလို့ရှိရင်ကျွန်တော်အဆင်ပြေစေမယ့်နည်းလမ်းလေးတွေကိုကျွန်တော်ဒီ video ထဲမှာမျှဝေပေးသွားပါမယ်။ပထမဆုံးဒါလေးကိုဖတ်ကြည့်အောင် Plan clear goals for each section such as familiarizing test format. Stay focused for 30-40 minutes and don't exceed the time limit to stay engaged. ကိုယ့်ရဲ့ study section တွေတစ်ခုကို20 minutes, 30 minutes, 40 minutes ဒီလိုလေးထားပြီးတော့မှကြားထဲမှာ minute အနည်းငယ်လေးနားပြီးတော့မှလောက်တာမျိုးပါကိုယ့်တက်ပို့ပြီးတော့မှအဆင်ပြေတယ်။ပြီးတော့အဲ့ time limit ကိုကြော်ပြီးတော့မှမလုပ်နဲ့ပေါ့နော်ကိုယ့်ရဲ့ engagement ကြားတယ်ဆိုလို့ကျန်ကိုလုံနိုင်တယ်လုံနိုင်စွမ်းကြားတယ်ပေါ့နော်အရင်ကြီးအာရုံစိုက်နိုင်တော့ပဲနဲ့လုံလက်ကားဖြစ်သွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ goal တွေတည်တံ့ထားပါပြီးတော့ test format ကို familiarize လုပ်ပါဆိုတော့ဘာဖြစ်မလဲကျွန်တော်ဒါလေးထင်တယ် stick to focused 30-40 minute sections အဲ့တော့ focus ဆိုတာလေသူပြောထား engage ဖြစ်နေအောင်လို့30-40 minute sections တွေ stickဒီ section တွေတိုင်းပဲလုပ်ပါအဲ့ဒါက imagine teaching what you have learned to someone else ဒါကိုကြည့်ပြီးတော့ရွေးလိုက်လို့ရပြီလို့ထင်တယ်ပေါ့နော် learn as if you have to teach it မင်းသင်ရတရားရောက်ကိုသင်နေရလိုမျိုးလေ့လာဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ကိုကတကယ်အခြားလူတရားကိုသင်ပြရတယ်ဆိုလို့ရှိရင်ဒီ topic တစ်ခုကိုတကယ်တမ်းကနနအတွင်းကျနားလည်ထားမှရှင်းပြနိုင်တာပေါ့နော်နားမလည်ထားဘူးဆိုလို့ရှိရင်ရိုးရှင်းဆုံးနည်းလမ်းနဲ့ရှင်းပြဖို့တော့မှကိုကဘယ်ကနေစလို့စရမလဲဒီဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့တည်တည်ချာချာနားလည်သွားအောင်တစုံတစ်ယောက်ကငါသင်ပေးရမယ်ဆိုတဲ့စိတ်နဲ့လေ့လာတာမျိုးကို recording လုပ်ပြီးတော့မှပြောတာမျိုးပေါ့နော်ဒါမှမဟုတ်ခြားလူတရားကိုရှင်းပြနေလို့မျိုးကိုလေ့လာလိုက်တဲ့အရာတစ်ခုကို explain လုပ်ပြတာမျိုးဒါမျိုးလေ့လာတင်တယ်ပေါ့နော် Think about what you would explain the concepts provide examples and answer questions to solidify your understanding အဓိကတော့ကိုယ့်ရဲ့ understanding ကိုပို့ပြီးတော့ကောင်းလာစေဖို့တော့ပေါ့နော်နောက်တစ်ခုက continuously ask yourself how to improve focus on positive self-talk and set clear positive goals to keep yourself motivated avoid negative thoughts that can hinder your progress negative thoughts တွေကိုရှောင်ပါကိုမေးပါဘယ်လိုနေရာမျိုးမှာ improvement လုပ်လဲဒါဆိုရင်ဒီမှာဗာနဲ့တူလဲဆို maintain constructive inner dialogue နဲ့တူရပါတော့ကိုအားလေးမှာဆိုလို့ရှိရင်က writing မှာအားနေနေရလား writing ဆိုလို့ရှိရင်တော့ဘယ်လိုမျိုးအားနေရလဲ introduction ရေးတာ body paragraph ရေးတာနောက်ပြီးတော့ body paragraphs တွေမှာရှိတဲ့သူပေးထားတဲ့ evidence တွေကို quotation ဆွဲချတာဘယ်လိုနေရာမျိုးတွေမှာအားနေရလဲဆိုတော့အသေးစိတ်လေးလိုက်ပြီး trace လုပ်တာနော်နောက်တစ်ခုက turn off alerts on devices and inform everyone in the house about your study time device တွေမှာဆိုလို့ရှိရင် notifications တွေပိတ်ထားပြီးတော့မိသားစုနဲ့နေရဆိုရင်ကိုယ့်ရဲ့ဖေမေပြောထားပါတော့ဒီချိန်မှာသားစာလုပ်မှာဒါပြီးမနောက်ရှက်နဲ့ပေါ့နော် environment က distraction free ဖြစ်နေပါစေပြီးတော့ pads ဆိုကြတဲ့အမွေးလိပ်စာတွေရှိရင်လည်းရှောင်ပါအဲ့တော့ဒါဆိုရင်ဘာဖြစ်မလဲဆိုတော့ eliminate distractions ပေါ့နော် Now before each practice test review key strategies and ideas practice test တွေဖြည့်တဲ့အချိန်ရောက်ပြီဆိုလို့ရှိရင် strategies တွေ ideas တွေပြန်ပြီးတော့မှ review လုပ်ပါ expect challenges and face them directly without getting discouraged question type တစ်ခုမဟုတ်တစ်ခုမေးခွန်းတစ်ခုမဟုတ်တစ်ခုကတော့ impact ခတ်မှာပဲအဲ့လိုခတ်လာတဲ့အခါကျလို့ရှိရင်ကိုမဖြေနိုင်တော့ဘူးတစ်ခုမသိတော့ဘူးဆိုလို့ရှိရင် process of elimination တွေသုံးတယ်နောက်ဆုံးလက်နဲ့တစ်ခုဆွဲကင်ပြီးတော့မှ guessing လုပ်ပြီးတော့ဖြေလိုက်တာမျိုးနော်အဲ့လိုမျိုးတွေရှိတတ်တယ်အဲ့လိုမျိုးဖြစ်သွားတဲ့အခါမျိုးနောက်ပြီးဖြေတွေတိုက်ကြည့်လိုက်လို့အဖြေအမှားတွေအများကြီးဖြစ်နေတဲ့အခါမျိုးမှာ discourage ဖြစ်မသွားပါနဲ့ stay committed to improving တဖြည်းချင်းနဲ့တိုးတက်နေတယ်ဆိုတာကိုပဲမှတ်ရပါဘူးနော် so make a plan to work through the struggles တွေရရှိမှာပဲဒီမဲ့ plan တစ်ခုတော့စီစဉ်ထားပါနော် set aside 30-40 minutes daily for test prep write it in your planner and commit to it like a class keep a study log with keynotes strategies formula vocabulary and advice make a dedicated study space with good lighting a chair pencils a timer flashcards and snacks ကို study space လေးတစ်ခုထားတဲ့အခါကျလို့ရှိရင်ကိုပျော်ရွှင်အောင်ထားပါနော်30-40 minutes ခုနပြောထားတဲ့ဟာလိုမျိုးလေးပဲဒီလို section တွေမှာကိုလုပ်ရမယ့်အလုပ်တွေကိုလုပ်သွားပါအဲ့ဒီ test prep ကို Google Drive self study လုပ်တဲ့အခါကျလို့ရှိရင်ကိုအတန်းတစ်ခုတက်နေတယ်ဆိုတဲ့စိတ်နဲ့လုပ်ပါနော်ဆိုတော့ဒါက create a schedule or study log and a place to study နောက်တစ်ခုက get at least 8 hours of sleep so sleep on it ဆိုတော့ပြောတာပါ
အေးပြတ်နေရဆိုလို့ရှိရင်ကိုယ့်ရဲ့ logical thinking ကအမြင်ကျတာတိတာပဲပေါ့နော်ဒါကြောင့်မလို့အေးမပြတ်စေနဲ့ somewhere ဖြေရမယ် practice test တွေလုပ်ရမယ်ဆိုလို့ရှိရင်ဒီ practice test ကိုလုပ်တဲ့အခါမှာနောက်ထပ်တစ်ခါထပ်လုပ်တာနဲ့မတူတော့ဘူးပေါ့နော်ပထမဆုံးတစ်ခါလုပ်လိုက်တာနဲ့နောက်တစ်ခါလုပ်တာနဲ့မတူတော့ဒါကျွန်တော်ခဏပြောတယ်စကားတစ်ခုကြည့်ရသလိုမျိုးပဲဒီစကားကို spoiler မိထားရဲဆိုလို့ရှိရင်စိတ်ဝင်စားစရာမကောင်းတော့ဒါပေမဲ့ somewhere ကမတူတာကတော့ဒီ somewhere ကိုငါဒီစကားလိုမျိုးပဲအရင်ဆွဲလိုက်နေနောက်တစ်ခါထပ်ဖြေဦးမှာဆိုတဲ့ somewhere မျိုးတော့မရှိဘူးပေါ့နော်မရှိတော့ဘူးထင်ပါတယ်ဒါကြောင့်မလို့အဲ့လိုမျိုး somewhere ကကို spoiler မိလာပြီဆိုလို့ရှိရင်ပထမဆုံးတစ်ခေါက်ဖြေတဲ့ somewhere နဲ့ဒုတိယတစ်ခေါက်ထပ်ပြီးဖြေလိုက်တဲ့ somewhere နဲ့မှာ authenticity လို့ခေါ်တဲ့စစ်မှန်မှုကကျသွားတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဖြေရတဲ့ content တွေကဖတ်ပြီးသားတွေဖြစ်နေတယ်နားလည်ပြီးသားတွေဖြစ်နေအားလေးမှာဆိုလို့ရှိရင် passage တွေဖတ်ပြီးသားတွေထပ်ဖတ်ရတာမျိုးဆိုတော့ဟုတ်တော့ဘူးပေါ့နော်။ဒါကြောင့်မလို့ကိုဖြေရမယ့် test တွေက limited ဖြစ်တယ်။ရည်ကြည့်လိုက်ပါစာအုပ်တွေကိုကြည့်ပြီးတော့မှဒီစာအုပ်ထဲမှာ test 2ခုစာအုပ်ထဲမှာ test 2ခုဒီထဲမှာ test 3ခုပေါင်းလိုက်ရင်တကယ်နည်းတယ်ပေါ့နော်။ဒါကြောင့်မလို့ဘယ် test ကိုတော့ time frame ရဲ့အောက်မှာစနစ်တကျအချိန်သတ်မှတ်ပြီးတော့မှဖြေမယ်။ဘယ် test ကိုတော့ကိုလွတ်လပ်ဖြေမယ်ဒီလိုမျိုးလေးလည်း organize လုပ်ရမယ်ပေါ့နော်။အဲ့လိုမျိုးဖြေတဲ့အခါကျလို့ရှိရင်ကိုကအေးမမဘူးကိုယ့်ရဲ့ခန္ဓာကိုယ်မှာပြဿနာတစ်ခုရှိတယ် distraction တွေဝင်လာတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ performance ကလည်းကျရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်အခုပေးထားတဲ့ suggestion လေးခုနှစ်ခုကိုခေါင်းထဲမှာမှတ်ပေးပါ stick to focus 30-40 minute sections learn it as if you have to teach maintain constructive inner dialogue eliminate distractions make a plan to work through the struggles create a schedule a study log and a place to study sleep on it